ကဲအားလုံးပဲမင်္ဂလာပါ Football Day Idea Channel ကနေရောညီတို့အားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော် Man U video Man U body ပွဲပေးခဲ့တာကျွန်တော်ရဲ့ video ကိုကြည့်လိုက်ရတဲ့ brother တွေအနေနဲ့ရလိုက်မယ်လမ်းလိုက်မယ်လို့ကျွန်တော်ထင်တယ်တပွဲကောင်းလေးမောင်တက်လေးလည်းတင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ Telegram Channel ကိုမ join ရသေးတဲ့ညီကိုတွေရှိရင်လာရောက် join ပေးဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစေခင်ဗျ Okay ဒီနေ့ညမှာပွဲကြီးပွဲကောင်းပွဲအဖြစ် Premier League ပွဲစဉ်တွေက 100% အနိုင်ရစေမယ်ပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ brother တွေတော့ကျွန်တော်ကနေပြီးရွေးချက်3ချက်ပေးမှာပဲဖြစ်ပါတယ်ဗျအဲ့ဒီပွဲကတော့ Stamford Bridge မှာကစားသွားမယ် Chelsea နဲ့ Aston Villa ပွဲစဉ်ပဲဖြစ်ပါတယ်။အော်ကြီးကတော့ Villa ကနေပြီးတော့တစ်လုံးကို90နိုင်ဂိုးပေါင်းလေးကတော့3လုံးကို40နိုင်ပေးထားတာကိုတွေ့ရတယ်။ဟဲ့တဲ့ရ Chelsea က Aston Villa ကို16ပွဲနိုင်6ပွဲတည်နဲ့9ပွဲရှုံးထားတယ်ဗျ။ Chelsea တို့အနေနဲ့နောက်ဆုံး5ပွဲမှာ2ပွဲအနိုင်ရထားပြီးတော့1ပွဲရှုံး2ပွဲတည်ရလက်ထွက်ထားတယ်။ Aston Villa တို့ကတော့နောက်ဆုံး5ပွဲမှာ5ပွဲဇက်တိုက်ကိုတော့အနိုင်ရရှိထားတာကိုတွေ့ရတယ်ဗျ။ဒီဟာဒီနီးပြဦးနိုင်အမ်ရီရဲ့ Aston Villa အသင်းအနေနဲ့ပြိုင်ပွဲစုံ10ပွဲဆက်တိုက်အနိုင်ရရှိထားပြီးတော့ Premier League မှာ36မှတ်နဲ့အတူအမြင့်ပြန်တန်းလျက်ရှိနေတာကိုကျွန်တော်တို့တွေ့ရတယ်နီးပြမာရီစကာရဲ့ Chelsea အသင်းဟာဆိုရင်လည်းဖလားစုံလမ်းကြောင်းပေါ်မှာပြေးလွှားနေတာကိုတွေ့ရတယ်ဗျကျွန်တော်ကတော့ Chelsea အသင်းအနေနဲ့အိမ်ကွင်းမှာတစုံတစ်ခုလောက်ပြပေးနိုင်လိမ့်မယ်လို့ကျွန်တော်ထင်နေတယ်တည်ရဖြစ်နိုင်ခြင်းများတယ်ဆိုပေမဲ့ Villa တို့ရဲ့10ပွဲဆက်အနိုင်ရရှိမှုကို Chelsea တို့အနေနဲ့အဆုံးသတ်သွားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်နေတယ် Chelsea body ကြိုက်တယ်ဂိုးပေါင်းလေးရဆိုရင်တော့ဂိုးဘော်လူရွေးချက်ပေးလိုက်ပါတယ်ဗျအဆုံးထိချီသွားပေးတဲ့အတွက်ညီကိုတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဝယ်ကောင်းလေးမောင်တက်လေးလည်းတင်ဆက်ပေးသွားမှာမဟုတ်လို့ကျွန်တော်ရဲ့ Telegram Channel လေးကိုလည်း join ထားပေးကြပါဦးဗျ